ကျွန်တော်တို့ညာမှာစစ်ကောင်းစီရဲ့ရုံမှမှုကြောင့်ညာမှာမိတဲ့တာတောင်းနေပါပြီဆရာနာရှင်သမဒမြောင်လိုက်ဦးဆောင်တဲ့အမိခံအဆက်သားအစိုးရရဲ့ပထမဆုံးခြေလှမ်းအဖြစ်ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့ကနေဒါမဲ့ဇူလိုင်လ31ရက်နေ့အထိရက်တရာစီမံချက်အဖြစ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုငင်းချင်းရဲ့အတွက်ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကိုလက်နက်ချဖို့ချင်းချောက်ပြောဆိုမှုတွေရှိနေသလိုမြေပြင်မှာလည်းလေကြောင်းနဲ့လက်နက်ကြီးတုံးတိုက်ခိုက်မှုတွေကိုနေ့စဉ်တုံ့ပြန်လှုံ့ဆော်လာနေတာပါ။ဒီဘူပီကတောက်ယူရရှိထားတဲ့စင်းတွေအရာရက်တရာစီမံကိန်းစတင်တဲ့ဧပြီလ20ရက်နေ့ကနေဇွန်လ1ရက်နေ့အထိနိုင်ငံတော်မှာလေကြောင်းတိုက်ခိုက်မှု198ကြိမ်ထက်မနည်းရှိခဲ့ပြီးအရက်သားပြည်သူ134ယောက်သေဆုံးက156ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုအများဆုံးခံရတဲ့ဒေသတွေကတော့စကိုင်းတိုင်းမှာ80ကြိမ်နဲ့အများဆုံးဖြစ်ပြီးချင်းပြည်နယ်မှာ54ကြိမ်မကွေးတိုင်းမှာ36ကြိမ်နဲ့ရခိုင်ပြည်နယ်မှာ20ကြိမ်ပါဝင်ကကျန်ရှိတဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ရှိနေတာဖြစ်ပါတယ်။စစ်ကောင်စီဟာတိုက်လေယာဉ်တွေအပြင်မောင်းသူမဲ့ဒရုန်း၊ဂျိုင်ရိုကော်ပတာ၊ပါရာမိုတာတွေကိုအသုံးပြုပြီးအုပ်စုဖွဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပုံမှန်လှုပ်ဆောင်လာနေပြီးအရက်သားနေထိုင်ရာကြေးရွာတွေနဲ့အဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာပါ။ရခိုင်ပြည်နယ်တောင်ကုတ်ဒေသခံတယောက်ကလည်းသူတို့ကြုံတွေ့နေရတဲ့မြေပြင်အခြေအနေကိုရှင်းပြထားပါတယ်။ရခိုင်မှာဆိုလို့ရှိရင်အနေစဉ်လိုပဲရခိုင်ပြည်သူတွေတုံးတန်တွေကိုခံကြရတယ်။မနေ့ကဆိုလို့ရှိရင်ဒါရခိုင်ပြည်တောင်ကုန်းမြို့နေကိုသူတို့ပုံကြီးတွေလေရှစ်စီတောင်မှအတုံးပြတွေလို့ကြားပြရတာကိုကျေးပိုက်တာ60နဲ့ဝိုင်းတွဲ2စီတုံးသွားတယ်လို့ပြောတယ်။ဘုံအလုံး60ကျော်လောက်ပြည့်ပြည့်လို့ဆိုတယ်။ကျွန်တော်တို့ဒီရခိုင်ပြည်သူအများစုဘုတော့အားလုံးပါပဲလေကြောင်းရဲ့အန်ဒီကိုအလွန်ပဲစိုးရင်ကြရတဲ့အချိန်တွေမှာရှိတယ်။ရုပ်ပိုင်းဆိုင်ရာရောတက်ပိုင်းဆိုင်ရာရောဘယ်သူ့တွေမှလုံခြုံမှုမရှိဘူး။နောက်တစ်ခုဒီယာတိကတာကြောင်းဖွဲ့ရမယ့်ယာတိမျိုးတွေဖြစ်လာတယ်ဆိုတဲ့အခါမိခတွေအနေနဲ့ကလေးတွေကြောင်းထားရေးမှလည်းမဟုတ်တော့ဘူး။ကြောင်းသားတွေအနေနဲ့ကြောင်းတက်ဖို့လေဒါဖြစ်သွားပြီပေါ့။စီရဲလေးလာသူတွေကတော့စီအာနာရှင်ရဲ့ငင်းကြရေးဖိတ်ခေါ်မှုဟာနိုင်ငံရေးနဲ့စီရဲအရာဖိအားပေးဖို့ကြိုးပမ်းတဲ့ငင်းကြရေးအတူအဆောင်သားဖြစ်ပြီးအမြတ်ခံခိုင်းခြင်းသာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ Sky Forest Federation အလုံမှုဆောင်ကော်မတီဝင်ဦးစိုးဝင်းဆွေကစစ်ကောင်စီရဲ့ရက်စက်တဲ့စီရဲဗျူဟာကိုထောက်ပြထားပါတယ်။ဒီရက်တရာစီမံချက်နဲ့ဒီငင်းချမ်းရေးဖော်ဆောင်မယ်ဆိုတဲ့ကိစ္စဒီအကြမ်းဖက်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ဒီဒေါ်လာရေးအင်အားစုတွေကိုအမြင့်ဖြတ်ချေမှုန်းရေးလို့စစ်ကြေညာလိုက်တဲ့သဘောပါပဲဒီအခုအရသားဆိုပြီးတော့ယူနီဖောင်းချုပ်ပြီးတော့ဒီအာဏာကိုဆက်လက်ချုပ်ကိုင်တဲ့ဒီရက်တရာတော်အတွင်းမှာဒီမြေပြင်မှာလည်းပဲဒါအင်အားထောင်ကနန်းနီးပါးရှိတဲ့စစ်ကြောင်းကြီးတွေ4 5 6ကြောင်းပေါ့ဒီပိုင်းနဲ့စကိုင်းပါဝင်ပေါ့ဒေသဆုံမှာစစ်ကြောင်းကြီးတွေထိုးလာတာရှိတယ်ဒီဂျက်ဖိုက်တာတွေဆိုလို့ရှိရင်ပြစ်မှတ်တစ်ခုတည်းကိုအုပ်စုဖွဲ့ပြီးတော့ပေါ့ဂျက်ဖိုက်တာ4 5စီးတပြိုင်နက်တည်းလာရောက်ကျဲတဲ့ပုံစံမျိုးပေါ့ဒီလိုပုံစံမျိုးတွေတွေ့ရတယ်ဗျပြစ်မှတ်နဲ့လက်နက်နဲ့တောင်မတန်တဆတွေကိုရဲဆက်ကျဲချပြီးတပ်ဖြတ်နေတာကနေ့စဉ်တည်းအများဖြစ်တယ်ပေါ့စီအာနာရှင်အနေနဲ့လေကြောင်းအားတာချက်ကိုအသုံးပြုကအရက်သားပြည်သူတွေကိုအကြောက်တရားနဲ့နှင်းပန်းနှိပ်စက်နေပြီးဒေါ်လာရဲ့အဖွဲ့အစည်းတွေကိုဖိအားပေးခေါ်ယူနေတာဟာစစ်မဲ့တဲ့ငင်းချမ်းရေးကိုရရှိနိုင်မှာမဟုတ်ဘူးလို့သုံးသပ်မှုတွေလည်းရှိနေပါတယ်